private ဒီတခြားနေရာတွေထပ်သွားမယ်လောလောဆယ်ကြည့်ကြည့်လိုက်အောင်ဘာရှိလဲဆိုတာနော်လောလောဆယ်ထိုင်းလိုက်အောင်မယ်နေထဲမှာသမီးလေးနဲ့မတူဦးလေးနဲ့ဆိုတော့လေမရှိတော့နောက်ပတ်ဆောင်ကမကြည့်သူ့အရွယ်နဲ့တော့တိတ်မလိုက်ဘူးနောက်ဒီထိုးဘက်မှာလည်း short ရှိတော်မြင့်တယ်နော်ဒီမှာရှိသေးတယ်ဒီမှာတဲနဲ့ဆော့တဲ့ဟာတီးတန်ပေါ့နော်ဟိုဘက်မှာဝါတာလက်တဲရင်လည်းတော့မပါလာဘူးပစ္စည်းတွေကအဲ့လိုဖြစ်နေတယ်မှာကလေးတွေပြောစရာမှာစိတ်ခိုင်းနေတာဟာတွေကိုသူ့ကိုပေးလိုက်တယ်အပိုင်းအောင်နဲ့ကလေးမလေးစောနေတာတားပါရေတန်ဒီကလည်းရေတန်မလေးဖယ်လိုက်ရေတွေထွက်ကြတယ်မကလေးအဲ့ရိုက်ရေကိုအဲ့ရေကိုပြန်ပိတ်တဲနဲ့ပြန်ပိတ်ကြတယ်ဒီကဟောအဲ့လိုဆိုရတာအဲ့လိုဒီစားတော့ခါတော့ပြင်တဲထဲမှာတော့လေဟိုကစိတ်တွေပါလာမှာပေါ့ကွာအဲ့ဒါငါပြောသိကြပါလားလို့ကောက်တယ်ဆောက်ထဲမှာရေးဆောက်တယ်ဘူဘာသူကဆော့လာတယ်မှာအကောင်စိတ်ဝင်ကြကောင်းဘယ်လိုလုပ်မေရိကန်ပြောမင်းပါလားမဲညီမတို့ကြော်သွားသွားသေးခုကြောက်သွားသေးစွာတင်းနေ